ဒီငရုတ်ပင်လေးရဲ့အောင်မြင်မှုကိုကြည်ပါလုံးဝအသီးရည်သီးနေဒါပေမဲ့ကျမရဲ့ဒီဘက်ငရုတ်ပင်ကိုကြည့်ပါလုံးဝအသီးမသီးဘူးဒါကနောက်တစ်မျိုးပေါ့နော်သူကအပွင့်ပွင့်နဲ့အဖူးဖူးပဲဒါပေမဲ့အကုန်လုံးကြွေကြပါတယ်အခုနောက်ဆုံးပဲအသီးသီးလာပါပြီကျမအသီးသီးနေမှန်းတော့မသိဘူးသူ့ရဲ့အသီးကအရွက်နဲ့တော်တော်ဆင်တယ်ဒီအသီးလေးပါအရန်ဆက်တဲ့ငရုတ်သီးဆိုလို့ဝယ်လာကျမလည်းဘာမျိုးစားတော့မသိဘူးဒါလေးကတော့ကျမရဲ့တပင်လုံးမှာတစ်လုံးမဲ့တည်ရငရုတ်သီးလေးပေါ့နော်ကျမမှာသူ့ကိုခူးလည်းမစားရပဲနဲ့ဒီတိုင်းပဲထားတာမျိုးစေ့အတွက်ဆိုပြီးတော့ကျမကိုတနာဝါလုံးနဲ့တူရနောက်ဆုံးပြီးတော့အသီးလေးစပြီးတော့တီးလာပါပြီဒီမှာအသီးသေးသေးလေးနော်ဒါလေးကတော့ပြားလေးလမ်းကြုံလို့ရိုက်လိုက်တာပါအခုကကျမရဲ့အပင်လေးလည်းအသီးလေးနဲ့ဝေဝေဆဆာလေးဖြစ်လာပါပြီသူအသီးရဲ့ပုံစံလေးကတွဲလောင်းလေးကြာပြီးတော့အသီးပုံစံလေးရလေချွန်းချွန်းလေးနဲ့လုံးလုံးလေးပေါ့နော်သူ့ဟာလေးကချစ်စရာလေး